taxi ငှားစီးတဲ့အခါမှာဒီနားလေးမှာပဲချပေးပါအဲ့နားလေးမှာပဲချထားပေးပါအစရှိတဲ့ဖြစ်ကိုချထားပေးဖို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်ဘယ်လိုလေးပြောရမလဲဒီနေ့သင်ခန်းစာလေးထဲမှာပြောပြပေးမယ်ပထမအဆုံးသုံးလို့ရမယ့်အသုံးလေးကတော့ drop me off drop me off အဲ့တော့ကျမကိုဒီနားလေးမှာပဲချထားပေးပါလို့ပြောချင်တယ်ဆိုရင် please drop me off right here please drop me off right here အဲ့လိုမဟုတ်ဘဲနဲ့ဝင်ပေါက်နားလေးမှာပဲရက်ပေးပါနော်ဒီလိုပြောချင်တယ်ဆိုရင် pull over pull over pull over တော့မဟုတ် pull over ဒီလိုလေးပြောလို့ရတယ်အဲ့တော့တစ်ချောင်းလုံးပြောပဲဝင်ပေါက်နားလေးမှာပဲရက်ပေးပါလို့ပြောချင်ရင် please pull over near the entrance please pull over near the entrance ဒီလိုလေးတွေသုံးလို့ရတယ်ဒါဆိုလို့ရှိရင်ကိုချပေးပါလို့ပြောခြင်းစကားလုံး2ခုနဲ့သုံးလို့ရမယ်ဆိုတာကိုသဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်ပြီးတော့အသုံးဝင်မယ်လို့လည်းယုံကြည်တယ်ဒီချက်ပိုကောင်းတဲ့သင်ခန်းစာလေးဒီချက်မှာအများကြီးသင်ပေးဖို့ရှိသေးတာမို့လို့ဒီချက်ရဲ့ page လေးရဲ့ YouTube channel လေးရဲ့ကို follow လုပ်ထားဖို့မမေ့နဲ့ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်လာခဲ့မယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye